အားလုံးပဲမင်္ဂလာပါရှင်မွန်လေး Audio Boy YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်မွန်လေးခုတင်ဆက်ပေးမယ့်ကာတွန်းပုံမြင်လေးကတော့စိတ်ထားဖြူစင်သောမောင်မာကဆိုတဲ့ကာတွန်းပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ပုံမြင်လေးကိုမတင်ဆက်ခင်မွန်လေးရဲ့ Audio Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်ရှေးအခါကမကရအတိုင်းရာဇကြိုပြည်ရှိရွာတရွာ၌နေထိုင်ကြသောရွာသားတို့သည်မူရည်တောက်စားကမကောင်းမှုများကိုပြုလုပ်သောကြောင့်ဗျာဇဝတ်မှုများထူပြောလှ၍ငြိမ်းချမ်းသာယာခြင်းမရှိကြပေငါတပြားရီပြန်ပြီးလာပါကွာစိတ်ကိုထိန်နင့်ကိုရွာသားကြီးနဲ့တိုင်မဲထိုရွာကိုအုပ်ချုပ်ရသောရွာသားမှအမှုများကိုစီရင်ရသောအခါတန်ဆိုးလက်ဆောင်များယူ၍စီရင်မိန့်ချမှတ်၏ထောင်တွင်အကျဉ်းချစေဟာမတရားဘူးဒုက္ခပါပဲဗျာရွာသားကြီးသည်လက်အတပြားများစွာရရှိ၍ချမ်းသာလာလေ၏ထိုရွာတွင်မောင်မာကမြည်ရှိလူလီတယောက်နေထိုင်၏ထိုရွာ၌မောင်မာကနှင့်စိတ်တူကိုများရှိကြသောလူလင်၃ချိန်နှင့်၃ယောက်ရှိ၏လမ်းခင်းမယ်မြောင်းတူးမယ်မြေဖို့မယ်အုပ်စု၃စုခွဲပြီးလောက်ကြမယ်မောင်မာကသည်၅ပါးသီလမြဲ၍အလူဒါနတို့၌မွေးလျော်၏ရရွာနှင့်အများအကျိုးကိုဆောင်ရွက်လေရှိ၏မောင်မာကဥဆောင်၍ရေတွင်းရေကန်များတူခြင်းလူသားလန်လှဲလန်းတို့ကိုပြုပြင်ဖောက်လုပ်ခြင်းနှင့်တရားများဆောက်လုပ်ခြင်းတို့ကိုပြုလုပ်ကြသည်ဇရက်ဆောက်အလှပေးခြင်းသီလဆောက်တည်ကြခြင်းတို့ကြောင့်မကောင်းမှုတို့ကိုမပြုလုပ်ကြတော့ချေရွာမှာအေးချမ်းသာယာလာ၍ရာဇဝတ်မှုများမရှိတော့ပေထိုအခါရွာသားကြီးမှာအမှုမစီရင်ရသဖြင့်အတပြားများမရှိတော့ချေမောင်မာကကြောင့်ငါစီဝါရေးပြက်ရပြီဒီကောင်မရှိအောင်ကြံပါတို့ဖြင့်ရွာသားကြီးသည်ရာဇကြိုပြည်ရှိဘရင်မင်းထံအခါစားဝင်၍မောင်မာကအပြည့်ရစေရန်ဂုံကြောလျှောက်ထား၏အရှိမင်းကြီးလျှောက်တင်စေမှန်လားပါဖေဟာမောင်မာကနှင့်အပေါင်းဖော်တို့ဟာရွာကိုဖျက်ဆီးဖို့လူသူစုဆောင်းနေပါတယ်ဖေဟာရဲရွာငိမ့်ချမ်းရေးထိပါညီကိုစိုးရိမ်မိသောကြောင့်ဘရင်မင်းမြတ်သည်မာကားတို့အဖွဲ့ကိုရှင်းလင်းရန်အမိန့်ချမှတ်၏မာကားနှင့်အပေါင်းပါတော့ကိုစင်ဖြင့်နင်း၍တက်စေအမိန့်တော်မှန်လားပါဖေဟာသိမြတ်လားကြောင်းပါဖေဟာငါကွမင်းချင်းတို့သည်မောင်မာကနှင့်အဖော်လွတ်လင်တို့ကိုဖမ်းဆီးချုံနှောင်ကြတော့၏ဘာပြည့်ရှိလို့လဲဗျငါတို့ကိုဘာကြောင့်ဖမ်းတာလဲမင်းချင်းတို့သည်မောင်မာကနှင့်အပေါင်းဖော်လူလင်တို့ကိုစင်ဖြင့်နင်း၍တက်ရန်ပြင်ဆင်ကြသည်ငါကိုဘာမှန်းခိုင်းကြမှလည်းမသိဘူးအဆွေတို့မကြောက်ကြနဲ့ဒေါသမထွက်ကြနဲ့မေတ္တာပို့ကြပါငါတို့ပြုလုပ်ခဲ့တဲ့ကုသိုလ်နဲ့သီလကိုပြန်ပြီးတတိယဆင်ခြင်ကြမင်းစင်းတို့သည်မောင်မာကနှင့်အပေါင်းဖော်တို့ကိုစင်ဖြင့်အကြိမ်ကြိမ်နင်းစေ၏သို့တော်စင်သည်မနှင်းဝံပဲအော်၍တန်လှည့်ပြေးလေ၏ပြေးပြီဟေးအာဟေးဟေးစင်ကြီးပြန်လှည့်ပြေးပြီထိုအကြောင်းကိုမင်းကြီးကြားသောမောင်မာကနှင့်လူလင်တို့ကိုရှေ့တော်သို့ခေါ်၍စုံစမ်းတော်မူ၏အံ့ဩပါနှင့်ထူးဆန်းပေ၏ဂါရမဏံအစွမ်းကြောင့်ပေလားမောင်မင်းမဟုတ်ရပါဗျာသီလမြဲခြင်းမေတ္တာထားခြင်းတို့အပြင်အများအကျိုးနဲ့ရရွာအကျိုးကိုဆောင်ရွက်ကြတဲ့အတွက်ကြောင့်ကျွန်တော်မျိုးတို့ကိုစင်ရရံမပြူဖို့မဝုံရဲခြင်းပင်ဖြစ်ပါတယ်ဗျာသီလနဲ့မေတ္တာထားတတ်သောကြောင့်အသက်ရှင်ရခြင်းဖြစ်ပါတယ်ဗျာထိုအခါဘရင်မင်းကြီးသည်မောင်မာကနှင့်လူငယ်တို့ကိုအထင်မှားမိကြောင်းသိရှိသွားကမောင်မာကားတို့ကိုနှိမ့်ချိုက်သဘောကျသွားရလေ၏လိမ္မာလိုက်တဲ့ကလေးတွေထို့နောက်ဘရင်မင်းကြီးသည်အကြောင်းစုံကိုစုံစမ်းစေရာရွာသားကြီး၏ဂုံချောမှုကိုသိရှိသွား၏မှန်လားပါဗျာအဖြစ်မှန်ကဒီလိုပါဗျာအော်ဒီလိုကိုထို့ကြောင့်ဘရင်ကြီးကရွာသားကြီးအားဖမ်းဆီးချုပ်နှောင်စေ၏ဘရင်အမိန့်တော်ရပါ
ရွာသားကြီးအားယာရုမှချ၍ထိုရွာကိုမောင်မာကအားရွာသားကြီးအဖြစ်နှင့်အုပ်ချုပ်စေရမည်အမိန်တော်ငါဤစင်တော်ကိုလည်းမောင်မာကထံပေးသနာတော်မူလိုက်သည်မာကသည်ရွာသားကြီးဖြစ်လာသောအခါရွာ၏အကျိုးကိုစားတတ်တိုး၍ဆောင်ရွက်လေသည်တာယာဝါပြောတဲ့နေချင်းစပွဲရွာကြီးတရွာဖြစ်လာခဲ့ပြီမောင်မာကသည်လူသက်တန်းဆေး၍ကွယ်လွန်သွားသောအခါတာဝရိန်သာနတ်ပြည်၌တကြားမင်းဖြစ်သွား၍သူ၏အပေါင်းဖော်တို့သည်လည်းနတ်သားများဖြစ်သွားကြကုန်လေတည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ကျွန်မအခုတင်ဆက်ပေးခဲ့တဲ့စိတ်ထားဖြူစင်သောမောင်မာကားဆိုတဲ့ကာတွန်းပုံမြင်လေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။နောက်လာမယ့်ကာတွန်းပုံမြင်လေးတွေကြည့်ချင်ရင်လည်းမိုးလေး Oreo Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်။ကျေးဇူးများတင်ပါတယ်ရှင်။